အခုတလောရန်နာမည်ကြီးနေတဲ့ Maybelline New York ကထွက်တဲ့ Maybelline Super Stay Foundation အဲ့ကောင်တာကိုဒီနေ့သွားခဲ့တယ်ပေါ့နော်သူကဒီမှာတွေ့ပါပြီဂျပန်စူပါမားကတ်ကြီးတွေနဲ့ cosmetic ရောင်းတဲ့ဆိုင်တွေမှာဆိုရင် Maybelline ကောင်တာရှိတယ်နော် Maybelline New York ဒါပေမဲ့ main ကရဲ့အနောက်မှာတော့ Maybelline New York ပြီမဲ့ Maybelline က made in China ဖြစ်နေတယ်ဒီမှာပထမဆုံးအယောင်က N10 ပေါ့နော်N10 ကကြတော့ तू ကပန်းရောင်ဘက်ကိုသွားပြီးတော့လုံးဝအယောင်ဖြူတဲ့ဘက်ကိုသွားတယ်ပေါ့အသားဖြူတဲ့လူတွေလောက်မှရမှာဂျပန်အသားရည်တွေပုံစံမျိုးဒီကကြတော့ C20 तू လဲပန်းရောင်ဘက်ကိုသွားပြီးတော့အသားဖြူတွေလောက်အသားဖြူတဲ့သူတွေတောက်မှအနေတော်ပဲကြာမှာကိုတွေဆိုအရန်ဖြူတယ်လို့ကြီးဖြစ်သွားတယ်ပေါ့နော်ဒီကကြတော့ तू ကလေမြန်မာကကြော်ညာတာတွေက100ကျော်နံပါတ်ဒီမှာကြတော့အဲ့လိုမရှိဘဲနဲ့ CDN တွေ20 30တွေပဲရှိတယ်ပေါ့နော်ဒါကကြတော့ N20 तू ကပန်းရောင်ဘက်ကိုသွားပြီးတော့ဒီမှာ make up ရောင်ပေါ့နော်ပန်းရောင်သူတို့ဒီမှာရေးထားတာတော့ဘဲကျူပင်ကူလို့ရေးထားတယ်ဒါကကြတော့ကို့သားရင်းနဲ့လည်းအတော်ပဲအနေတော်ပေါ့နော်အသားလက်တဲ့လူဒီ W20 ကကြတော့လုံးဝ normal ပုံမှန်အသားရည်တွေဆိုရင်အတော်ပဲသူကကြတော့ပန်းရောင်ဘက်ကိုမသွားတော့ဘဲနဲ့ main ကတ်ရောင်လင်းလေးပေါ့နော်အဲ့ပုံမှန်မျိုးသွားတယ်အနေတော်သားရည်ဆို143ဒီကကြတော့ N30 ကကြတော့သူကညိုတဲ့ဘက်ကိုသွားပဲအသားညိုပြီးမဲတဲ့သူတွေလောက်မှအတော်ပဲသူကလိမ့်ကြည့်တာကိုလိမ့်တာတော့မှနည်းနည်းညိုသွားတယ်ပြီးတော့ဒီ W30 ဆိုတာနံပါတ်လုံးဝအကြီးဆုံးပဲအမဲပဲသူကလုံးဝညိုမဲသွား